2026 ခုနှစ်ရဲ့အစိုးပိုင်းကာလကိုကြိုဆိုလိုက်ပါတယ်။နှစ်သက်တစ်ခုကိုရောက်လာတဲ့တိုင်းလူတော်တော်များများကမျောလင်းချက်အသစ်တွေ၊ဤမှန်းချက်အသစ်တွေနဲ့ပြန်ပြီးအားတင်းကြတယ်နော် ဟုတ်ကဲ့ gym membership တွေဝယ်ကြတယ်စာအုပ်အသစ်တွေစဖတ်ကြတယ် ။ဟုတ်တယ်အလေးချင်းအသစ်တွေလုပ်ဖို့ကြိုးစားကြတယ်။ဒါပေမဲ့လေဖေဖော်ဝါရီလလောက်ရောက်တာနဲ့အဲ့ဒီစိတ်အားထက်သန်မှုတွေကဘယ်ရောက်သွားမှမသိဘူး ဟုတ်ပါတယ်ရေငွေ့ပြန်သွားတယ်လို့ပဲအလေးချင်းဟောင်းနေစီအကုန်ပြန်ရောက်သွားရော ။အဲ့လာကြောင့်ဒီနေ့မှာတော့ကျမတို့ရထားတဲ့အရင်အမျက်တစ်ခုကိုအခြေခံပြီးတာလေဘာကြောင့်ဒီလိုဖြစ်ရသလဲတကယ်အပြောင်းလဲကိုပဲအရာကဖန်တီးပေးတယ်လဲဆိုတာကိုအတွင်းချက်ဆွေးနွေးသွားခြင်းပါတယ် ကောင်းတဲ့အကြောင်းအရာတစ်ခုပါ ဒီကတော့ပြက်ခရင်ပေါ်ကကဏ္ဍတွေပြောင်းသွားရုံနဲ့ဘာမှမဖြစ်ဘူးအတွေးခေါ်mindset မပြောင်းရင်ဘာမှတကယ်မပြောင်းလဲဘူးဆိုတဲ့အချက်ပါပဲ အဲ့ဒီအချက်ကတော်တော်အရေးကြီးပါတယ်ဆိုတော့ဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်က